Really don't shoot them. Kind of. Yeah. Không đúng nhà sẽ lý quân nè. Tôi là rằng sĩ nó đâu nó sẽ đúng quân nè. Sẽ nào là nó sẽ sĩ sẽ nè nè. Mỗi nhà nhiều. Ta đã mà số đây cả. Tôi bảo ra những cháu này tuyên. Sau lâu lưu đàn á tí. Mà ta đã mô thế dạ. Tama bị mình đồ chi. She said, "Cha, aluro mingala, akana, anu more not ya." Maha tata modeya, tata ma udeya. Trogong dia di, thong abu, sive uti biro. Ti dama beba no jiu. Tata ma sodeka, trogong dia di, thong dao ya pside. Tu bora yu. Cháu này tuyệt mà sau lúc lưu đến đã đấy ý về chạy cả em đã mà chỉ mà đấy tôi rồi không để ya sura tôi rồi không đi họ ra đấy để ya tôi muốn tôi rồi không đi nhận đủ đấy để ya mang cái net để ya ấy để ya đi cô tôi rồi không để ya lúc khó lắm lo cả mà tôi rồi không để ya thong abu em đã mà gì chỉ vậy tôi rồi không để ya béo quẹt đó bị suy lo cả gì hả nhanh chóng mua đi bà sống sống toàn này nè sẽ đi tại sao mua tôi rồi không để ya thong abu à lo gì bà đấy ni miêu số này tôi rồi không để ya thong abu chú sa chaလူလောကကြီးမှာကြည့်လိုက်ပြီဆိုလို့ရှိရင်သူတော်ကောင်းတရားတွေဆိုရုပ်ပြပြလာတဲ့အချိန်ကစပြီးတော့ဆင်းရဲဒုက္ခမျိုးစုံအခက်အခဲမျိုးစုံနဲ့ကြုံတွေ့ကြရသူတော်ကောင်းတရားတွေထွန်းကားတဲ့အချိန်မှာဆိုရင်အေးချမ်းသာရပြီလူတွေဟာစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ဘဝတိုးတက်ရေးဘဝပြည့်စုံရေးဆိုတာတွေကိုလိုက်နာကျင့်သုံးနိုင်ကြတာဖြစ်တယ်။ဒါကြောင့်မို့သူတော်ကောင်းတရားထွန်းကားမှုဟာသိပြီးတော့ကိုအရေးကြီးတာပေါ့။လူလောကမှာသူတော်ကောင်းတရားပျောက်ကွယ်သွားပြီဆိုလို့ရှိရင်အမောင်ဖုံးသွားတာနဲ့လာတူအမောင်ဖုံးသွားလို့ရှိရင်ပဝန်းကျင်ကိုမြင်မှာမဟုတ်ဘူးထို့တူပဲသူတော်ကောင်းတရားပျောက်ကွယ်သွားလို့ရှိရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာ
ခွဲခြားသိနိုင်မှာမဟုတ်ဒါကြောင့်မို့အလုတ်တင်တာတွေကိုလှုပ်တဲ့နဲ့ထင်မယ်လှုပ်တဲ့တာတွေကိုမလှုပ်တဲ့မှုထင်တယ်အဲ့လိုထင်မြင်ပြီးတော့လူတွေကမလှုပ်တဲ့တာတွေလှုပ်တဲ့တာတွေကိုမလှုပ်ဖဲနေကြသည့်အတွက်ကြောင့်ဒုက္ခတွင်နဲ့ကုန်ကြလူချင်တာကချမ်းသာဒုက္ခရှားတာကဆင်းရဲဒုက္ခလူချင်တာကစိတ်နှလုံးအေးချမ်းမှုရလာတာကစိတ်နှလုံးပူလောင်မှုဆန့်ကျင်ဘက်တွေကြီးပဲဖြစ်လာတယ်ဒါကြောင့်မို့အဓိကကြိုးစားကြရတာကသူတော်ကောင်းတရားထွန်းကားဖို့သူတော်ကောင်းတရားလောကကြီးမှာချီးပွားတိုးတက်နေဘူးဒါကိုဖက်ဖက်ကကြိုးစားအခုဒီကနေ့ဓမ္မဗိမာန်တော်ကြီးကိုဆောက်လုပ်လှူဒန်းကြတဲ့ကုသိုလ်ရှင်တွေဥမောင်မောင်ဒေါ်နန်းဆန်ဖုံတို့ကဒီဓမ္မဗိမာန်တော်ကြီးကိုမိမိတို့ရှာဖွေထားတဲ့ဝိကျေတနာတွေအလုံးလောက်အသုံးချပြီးတော့ဆောက်လုပ်လှူဒန်းကြတာဖြစ်တယ်လူတွေတန်းနေဆိုတာဟာတရားနဲ့ယေဆွမ်းတတိရှိလို့လှူနိုင်ကြတာဖြစ်ပါတယ်စာပေကျမ်းကမှာဆိုထားတာရှိတယ်ဒါနိစ္စယုတ်ထင်စသမဏမဟုစစ်တရတာနဲ့အလှလူရတာတူတယ်လို့ဒီလိုဆိုထားတာရှိတယ်ဒီမှာကြောက်တဲ့လူကလည်းစစ်မတိုက်ရဘူးပစ္စည်းကုံမှာကြောက်တဲ့ပုဂ္ဂိုလ်ကလည်းမလှူရဲဘူးတတိရှိရတာချင်းတူတူပဲလို့သူတို့ဆိုလို့တယ်တနည်းအားဖြင့်စစ်ပွဲတစ်ပွဲဟာအနေများကအဆုံးဖြတ်ပေးတာမဟုတ်ပဲနဲ့သူရတတိနဲ့ဆွမ်းဆောင်မှုကအဆုံးဖြတ်ပေးတာဖြစ်တော့ကြောင့်နေကများကိုလည်းပဲအောက်နိုင်တယ်ဒါကြောင့်ဒါနကောင်းမှုဆိုတာလေဒါနစေတနာလေးတစ်ခုကနေပြီးတော့မစ္စရိယစတဲ့ကိရိတာအလုံးကိုတွန်းထုတ်ဖယ်ရှားနိုင်တာပဲလို့အဲ့ဒါလည်းပဲတူညီတဲ့အချက်ဖြစ်ဖော်ညွှန်းကြတာဖြစ်တယ်ပေါ့ဘာပဲဖြစ်ဖြစ်မိမိတို့ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းကိုသူတော်ကောင်းတရားထွန်းကားဖို့အတွက်စိုက်မြုပ်လိုက်တာသူတော်ကောင်းတရားထွန်းကားဖို့အတွက်စိုက်မြုပ်တယ်အဲ့တော့သူတော်ကောင်းတရားကိုဘယ်သူကဟောခဲ့တာလဲဆိုရင်ဘုရားကိုယ်တိုင်ဟောကြားခဲ့တာဖြစ်တယ်သူတော်ကောင်းတရားဟောကြားတဲ့ဗုဒ္ဓကိုယ်တိုင်ကလောကမှာအမြင့်မြတ်ဆုံးဖြစ်တယ်ဒီကနေ့မဟာတတ္တမောဒယဓမ္မဗိမာန်တော်ကြီးကိုလှူဒန်းတာဟာဘုရားရုပ်ဘဝတော်ကြီးကိုတည်ထားကိုးကွယ်ထားသည့်အတွက်ကြောင့်တစ်ဖက်ကကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ကျောင်းတော်ကိုဆောက်လုပ်လှူဒန်းတာဖြစ်တယ်မြတ်စွာဘုရားဟာလောကမှာအမြင့်မြတ်ဆုံးသောအလှူခံပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မို့အခိဗုဒ္ဓေပတ္တနာနံတက္ခိနေယေအနုတ္တရေမြတ်စွာဘုရားရဲ့ခုံတွေကိုအာယုံပြုပြီးတော့လှူကြတာတန်ကြတာဖြစ်တဲ့ဒီအတွက်ကြောင့်ဘုရားကိုကြီးညိုတဲ့တရားစွမ်းအားနဲ့ဒီမဟာတတ္တမသောတဲ့မဟာတတ္တမောဒယဆိုတဲ့ဓမ္မဗိမာန်တော်ကြီးကိုဆောက်လို့လှူဒန်းတာဖြစ်တော့ဘုရားကိုကြီးညိုတဲ့တရားစွမ်းအားရဲ့တွန်းအားကြောင့်ဓမ္မဗိမာန်တော်ကြီးဟာပေါ်လာတာဖြစ်တယ်ဘုရားပေါ်မှာယုံကြည်တဲ့တရားဟာသမန္တရတရားတွေနဲ့မတူပဲအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပေါ်မှာယုံကြည်သည့်အတွက်ကြောင့်အမြင့်မြတ်ဆုံးသောတရားအမြင့်မြတ်ဆုံးသောယုံကြည်မှုလို့ဒီလိုဆိုတာဖြစ်တယ်
ထို့တူပဲဒီကနေ့တစ်ဖက်ကကြည့်မယ်ဆိုရင်မြတ်စွာဘုရားကိုတော်မြတ်ကပြိဋိဘံဆံသွားပြီဖြစ်တယ်ဘုရားပြိဋိဘံဆံတော့လည်းပဲဘုရားမရှိတော့ဘူးလို့စိတ်အားငယ်เสียမဖြစ်เสียမလို့ဘာဖြစ်လို့တုံးဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ကယောဓမ္မံပတ္တိသောမံပတ္တိဓမ္မကိုတွေ့ရင်ငါ့ကိုတွေ့တယ်လို့ဟောထားခဲ့တဲ့စကားရှိတယ်။နောက်ပြိဋိဘံသံဃာနိမှာလည်းပဲယောအာနန္ဒမယတမောစဝိနည်းယောစတိတိတော်ပညတ်တော်သောမမစေနတတ္တငါဟောခဲ့တဲ့ဓမ္မငါပညတ်ခဲ့တဲ့ဝိနည်းယသည်ငါမရှိတဲ့နောက်မင်းတို့ရဲ့ဆရာပဲလို့အဲ့တော့ဘုရားမြတ်စွာကဓမ္မကိုထားခဲ့တာဖြစ်လို့ဓမ္မရှိနေသမျှဘုရားရှိနေတာပဲဒါကြောင့်ဘုရားနဲ့ဓမ္မနဲ့ဗုဒ္ဓဒီနှမျိုးဟာခွဲခြားလို့မရတော့အောင်တွဲဖက်နေတာဖြစ်တယ်ဒါကြောင့်မို့ဓမ္မကာယဆိုတဲ့အသုံးကပေါ်ထွန်းလာတာဖြစ်တယ်မြတ်စွာဘုရားသိပြီလေဓမ္မရဲ့ body of ဓမ္မမြတ်စွာဘုရားကိုယ်တော်မြတ်သိပြီလေဓမ္မသိပြီလေဗုဒ္ဓဆိုပြီးအဲ့လိုဓမ္မကာယဆိုတဲ့အတွေးခေါ်ဖြစ်ပေါ်လာတာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဘုရားသိပြီလေဓမ္မသိပြီလေဗုဒ္ဓဆိုတဲ့အနေအထားမျိုးဟောခဲ့တာအမှန်တမ်းထင်ရှားတယ်ယောဓမ္မံပတ္တိသောမံပတ္တိဓမ္မကိုတွေ့ရင်ငါကိုတွေ့မယ်ယောမံပတ္တိသောဓမ္မံပတ္တိငါကိုတွေ့ရင်လည်းဓမ္မကိုတွေ့မယ်လို့ဒီစကားကိုကြည့်လို့ရှိရင်ဗုဒ္ဓနဲ့ဓမ္မနဲ့ဗုဒ္ဓအတူတူပဲအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေထွန်းကားနေလို့အဲ့ဒီတရားတော်တွေဖြန့်ဖြူးတဲ့နေရာအလွယ်တကူဖြန့်ဖြူးသင်ယူနိုင်ဖို့အတွက်ဒီမဟာတတ္တမောဒယဓမ္မဗိမာန်တော်ကြီးကိုဆောက်လုပ်လှူဒါန်းတာဖြစ်တယ်။ဒါကြောင့်မို့ဗုဒ္ဓကိုရည်စူးတယ်ဗုဒ္ဓဟောတဲ့ဓမ္မကိုရည်စူးတယ်နှစ်ခုစလုံးဟာလောကမှာအမြတ်ဆုံးနေပဲဖြစ်တယ်။အဂေဓမ္မေပတ္တနာနံဝိရာခုပသမေဒုက္ခေဓမ္မဆိုတဲ့တဲမဲ့အမြတ်ဆုံးသောဓမ္မဟာနှစ်မျိုးရှိတယ်နှစ်မျိုးဆိုတာအကြောင်းနဲ့အကျိုးပထမတစ်မျိုးကမဂ္ဂင်၈ပါးဒုတိယတစ်မျိုးကနိဗ္ဗာန်မဂ္ဂင်၈ပါးကျင့်မှနိဗ္ဗာန်ကိုရမယ်နိဗ္ဗာန်ရဖို့အတွက်မဂ္ဂင်၈ပါးကိုကျင့်ရတယ်ဓမ္မထဲမှာမဂ္ဂင်၈ပါးနဲ့နိဗ္ဗာန်မဂ္ဂင်၈ပါးဆိုတာပြောမယ်ဆိုရင်မဂ္ဂင်၈ပါးသည်စွမ်းအားပြည့်သွားလို့ရှိရင်မဲ့နဲ့ဖို့ဖြစ်သွားတယ်မဲ့ဖို့ရဲ့အာယုန်သည်နိဗ္ဗာန်ဖြစ်တယ်အဲ့တော့အာယုန်အာရမဏိကအနေနဲ့နိဗ္ဗာန်နဲ့မဲ့ဖို့တရားဟာတူတူပဲဒါကြောင့်မို့အမြင့်မြတ်ဆုံးတရားကိုကြည်ပါဆိုလို့ရှိရင်မဂ္ဂင်၈ပါးတရားနဲ့နိဗ္ဗာန်သည်လောကမှာအမြင့်မြတ်ဆုံးအဲ့ဒီတရားတွေထိအောင်ကုသိုလ်ရှင်တွေကရည်မှန်းပြီးတော့ဒီတရားတွေတိုးတက်ထွန်းကားဖို့မတရားဖို့တရားနိဗ္ဗာန်လောကကြီးမှာပျောက်ကွယ်မသွားအောင်ထွန်းကားနေအောင်ရည်ရွယ်ချက်နဲ့မဟာတတ္တမောဒယဓမ္မဗိမာန်တော်ကြီးကိုဆောက်လုပ်တာဖြစ်တယ်အဲ့တော့ဒီဓမ္မဗိမာန်တော်ကြီးကဘယ်ပုံအကျိုးပြုတယ်လဲဆိုဓမ္မဗိမာန်တော်ကြီးကိုလာရောက်ပြီးတော့တရားနာကြမယ်တရားအထုတ်ကြတယ်အဲ့ဒီတရားနာခြင်းဟာဘယ်တရားတုံးဆိုလို့ရှိရင်မဂ္ဂင်၈ပါးကိုဥတည်ထားတဲ့တရားပဲမဂ္ဂင်၈ပါးကျင့်တရားတွေကိုဥတည်ထားတဲ့သမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်ဖို့သမ္မာသင်္ကပ္ပဆိုတာအမှန်တွေးတတ်ဖို့ ਨੇ သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝခိုခြင်းသီလကိုအခြေခံပြီးသမ္မာဝါယာမမှန်ကန်စွာကြိုးစားအထောက်မှု ਨੇ သမ္မာတတိသမ္မာသမာဓိမှန်ကန်စွာအမှတ်ရမှုစိတ်တည်ငြိမ်မှုတွေကဒါဟာနိဗ္ဗာန်ကိုသွားတဲ့နေရာမှာ
မစ္စည်းမပฏิပဒါလို့ခေါ်တဲ့အကောင်းဆုံးလမ်းကြောင်းပဲဖြစ်တယ်ပေါ့အဲ့ဒီလမ်းကြောင်းကြီးကိုဖော်ထုတ်ပြီးတော့နိဗ္ဗာန်ထိအောင်မျက်မှောက်ပြုနိုင်ဖို့ဒီဗိမာန်တော်ကြီးမှာနေထိုင်ရင်းကနေပြီးတော့တတ္တမဆိုတဲ့ဒီအမျက်ဆုံးတရားနှစ်မျိုးကိုယ့်ရဲ့နဲ့ရောက်လာဖို့အတွက်ကုသိုလ်ရှင်များကရှီမှန်းပြီးတော့တိဆောက်တာဖြစ်တော့တိဆောက်ထားတဲ့ဥဒိသေးတွေကြောက်တွေတန်တယ်တွေကတန်ဖိုးမဟုတ်ဘူးအဲ့ဒီတိဆောက်ထားတဲ့ဗိမာန်ထဲမှာရှားရှိလိုက်မဲ့ကုသိုလ်ရှင်တွေရဲ့ဥတီကြီးမှန်းထားတဲ့မဂ္ဂင်၈ပါးနိဗ္ဗာန်ဆိုတဲ့တရားကသာလျှင်တန်ဖိုးဖြစ်ပါတယ်အဲ့ဒီတန်ဖိုးကိုရည်စူးပြီးတော့ကုသိုလ်ရှင်များကဆောက်လုပ်ထားဖြစ်လို့အဲ့ဒီတရားပေါ်မှာကြည်နူးတဲ့တရားတရားနဲ့လှူတာဖြစ်လို့အခေတမေပတနာနံဝိရာခုပသမေဒုက္ခေဝိရာကတွေ့တာမှုကင်းသွားတဲ့ဝိရာကတွေ့တာမှုကင်းသွားပြီးတော့ဥပသမထာဝရငြိမ်းချမ်းတဲ့ချမ်းသာတွေ့တာမှုကင်းအောင်ဝိပဿနာမဂ္ဂင်၈ပါးကျင့်တရားကျင့်အဲ့ဒီတွေ့တာမှုတွေငြိမ်းသွားလို့ရလာတဲ့ချမ်းသာကနိဗ္ဗာန်ချမ်းသာအဲ့တော့မဂ္ဂင်၈ပါးနဲ့နိဗ္ဗာန်ချမ်းသာသည်ဓမ္မထဲမှာအမြင့်မြတ်ဆုံးပဲဖြစ်တယ်ဟုတ်ပြီဘုရားကဟောကြားခဲ့တဲ့အမြင့်ဆုံးတရားတွေကိုရည်စူးပြီးတော့ဗိမာန်တော်ကြီးကိုဆောက်လုပ်တော့ဒီဗိမာန်တော်ကြီးကိုမြတ်စွာဘုရားဟောတဲ့တရားတွေဟာသူ့အလိုလျောက်ရောက်လာမှလားလို့ဆိုရောက်လာမှာမဟုတ်ဘူးဒီတရားတွေကိုထုတ်ဖော်ဟောကြားနေတဲ့တန်ဃာတွေဆိုတာရှိတယ်မြတ်စွာဘုရားဟောထားတဲ့တရားတွေကိုသိရှိနားလည်ပြီးတန်ဃာတွေကအဲ့ဒီဝိရာခုပသမဒုက္ခလို့ခေါ်တယ်တွေ့တာမှုတွေကင်းပြတ်ပြီးတော့စိတ်နှလုံးအေးချမ်းတဲ့နိဗ္ဗာန်ချမ်းသာကိုဖော်ဆောင်ပေးနိုင်မဲ့မြတ်စွာဘုရားခင်းပြထားတဲ့လမ်းကြောင်းတွေကိုထပ်ဆင့်ပြီးတော့ရှင်းလင်းဟောကြားကြတယ်အဲ့ဒါတတ္တမတရားထွန်းကားဖို့အတွက်သူတော်ကောင်းတရားထွန်းကားဖို့အတွက်အဓိကအကြောင်းဖြစ်တယ်အဲ့တော့ဒီသုံးခုကဆက်ဆက်နေတာအဲ့ဒီလိုတတ္တမသူတော်ကောင်းတရားကိုဖော်ဆောင်ပေးမဲ့တန်ဃာတွေဟာလည်းပဲဖော်ဆောင်ပေးတဲ့တန်ဃာတွေကိုဥတီရည်ညွှန်းပြီးတော့ဒီဗိမာန်တော်ကြီးအတွင်းမှာတရားပြခြင်းဗုဒ္ဓရဲ့အဆုံးအမတွေကိုလမ်းညွှန်ဟောကြားခြင်းမိမိတို့ကိုယ်တိုင်ကျင့်ကြံကြိုးကိုအားထုတ်ခြင်းဆိုတဲ့တန်ဃာတွေပေါ်မှာယုံကြည်အားကိုးတဲ့တရားနဲ့ဥမောင်မောင်တို့ဒေါ်နဆန်ဖုံတို့မိသားစုကဒီလိုကြီးကျယ်ခမ်းနားလာပြီးကုန်ကြများလာတဲ့ဗိမာန်တော်ကြီးကိုဆောက်လုပ်လှူဒါန်းတာဖြစ်တယ်။ရည်ရွယ်ချက်ကမတမကောင်းအကောင်းဆုံးရည်ရွယ်ချက်နဲ့ဆောက်လုပ်တာဖြစ်သောကြောင့်အကောင်းဆုံးလို့ဆိုအောင်မှာဖြစ်တယ်။အဲ့တော့ဒီနေရာမှာအကောင်းဆုံးလို့ပြောတာငွေကြေးတဏအကုန်ကြလို့ကောင်းတယ်လို့လည်းပြောတာမဟုတ်ဘူး။ဗိမာန်တော်ကြီးကခမ်းနားလို့ကောင်းတယ်လို့လည်းပြောတာမဟုတ်ဘူး။ဒီဆောက်ဦးထဲမှာဖြစ်ပေါ်လာမဲ့အကျိုးတရားတွေကအကောင်းနေဖြစ်တယ်။သို့မဟုတ်ကိုယ်ရင်ထဲနှလုံးထဲမှာဥတည်ထားတဲ့စိတ်စေတနာတွေကအကောင်းဆုံးဖြစ်တယ်။အဲ့တော့ဒီဆောက်လုပ်လှူဒါန်းရတဲ့ကုသိုလ်ရှင်တွေကအဓိကဥတည်ချက်ကအဲ့ဒါတတ္တမောတရားသူတော်ကောင်းတရားထွန်းကားပါစေ။ဒါဖြင့်သူတော်ကောင်းတရားကဘယ်သူကဟောတာဘုရားကဟောတာဒါဖြင့်ဒီသူတော်ကောင်းတရားတွေကိုသယ်ဆောင်ပေးမှထွန်းကားအောင်ဖြန့်ချိပေးမှကဘသူတွေတုန်းတန်ဃာတွေအဲ့တော့သူတော်ကောင်းတရားကိုဥတည်ပြီးတော့အလုပ်လုပ်တယ်ဘုရားကဟောတယ်တန်ဃာတွေကထပ်ဆင့်ဖြန့်ချိပေးတယ်ဒီသူတော်ကောင်းတရားတွေဟာဆေးဝါးပမာဆင်းရဲဒုက္ခကြုံနေကြရတဲ့စိတ်နှလုံးအေးချမ်းမှုမရကြတဲ့ပုဂ္ဂိုလ်တွေရဲ့ရင်ထဲနှလုံးထဲမှာအေးချမ်းစေမဲ့တခုရီတော့နီလန်းဖြစ်လို့အမတမတန်ဖိုးချီးတဲ့ဆေးဝါးပမာရှင်တဲ့နှလုံးနဲ့ရောက်လာမှာကတော့တရားရောက်တဲ့အချိန်ကစပြီးလူတွေရဲ့စိတ်ပူပန်မှုတွေပျောက်သွားနိုင်ပါတယ်ဒါကြောင့်ဝိရာခုပသမေဒုက္ခေလို့တွေ့တာမှုတွေကင်းပြတ်ပြီးတော့စိတ်နှလုံးအေးချမ်းမှုနဲ့
ထာဝရစိတ်ချမ်းသာမှုကိုရနိုင်တာကတော့တရားပဲဖြစ်တယ်အဲ့တော့တရားထွန်းကားရေးကိုအဓိကလုပ်နေကြတာမြတ်စွာဘုရားကလည်းတရားထွန်းကားဖို့လုပ်တယ်သံဃာတွေကလည်းတရားထွန်းကားဖို့လုပ်တယ်အားလုံးလှူဒန်းနဲ့ဖိမှန်တော်ကုသိုလ်ရှင်တွေကလည်းပဲတရားထွန်းကားဖို့လုပ်တယ်ဆိုဒီတရားထွန်းကားဖို့ဥတည်ချက်ဒါအကောင်းဆုံးဥတည်ချက်ဖြစ်လို့အကောင်းဆုံးစေရနာတွေအကောင်းဆုံးတရားတရားတွေအကောင်းဆုံးအသိပညာတွေနဲ့လှုပ်ဆောင်တာဖြစ်တယ်အကောင်းဆုံးလုပ်ရင်အကောင်းဆုံးရမှာပဲဒါကြောင့်မြတ်စွာဘုရားကဟောထားတာရှိတယ်အခတ်သမိဒါနံတထတံအခံပုံညာဘဝတတိအကောင်းဆုံးကိုရည်မှန်းပြီးတော့ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်မှာတဲ့အခပုံညာဘဝတတိအကောင်းဆုံးကုသိုလ်တွေတိုးပွားပါတယ်ဆိုတော့ဒီတဲ့ကောင်းတာတော့မရှိဘူးယေရှုဥတည်ထားတာကအမြတ်ဆုံးဘုရားကိုယေရှုဥတည်တယ်အမြတ်ဆုံးတရားတွေကိုယေရှုဥတည်တယ်ထိုတရားတွေကိုဖော်ဆောင်ပေးမဲ့အမြတ်ဆုံးတရားတွေကိုဖော်ဆောင်ပေးတဲ့သံဃာတွေကိုဥတည်ပေးတယ်ဆိုတော့အဲ့ဒီကုသိုလ်ဟာအမြတ်ဆုံးကုသိုလ်ဖြစ်တယ်အခံပုံညာပဝတ္တိကိုယ်ရင်တဲ့နှလုံးထဲမှာရလိုက်တဲ့ကုသိုလ်ဒီတာမန်ကုသိုလ်မဟုတ်ဘဲနဲ့အမြတ်ဆုံးကုသိုလ်ဖြစ်တယ်အမြတ်ဆုံးကုသိုလ်ရထားတဲ့ပုဂ္ဂိုလ်ဟာအခံအာယုစဝဏ္ဏောစယသောဂိတိဒုက္ခံပလံလို့ထက်တန်းကြဆုံးတက်တန်းဆိုလဲအရှိဆုံးအဆင်းဆိုလဲလှပဆုံးအချမ်းရံဆိုလဲပဲအကောင်းဆုံးကျော်စောဂိတိဆိုတာလဲအကောင်းဆုံးဒုက္ခဆိုတာလဲအကောင်းဆုံးပလဆိုတာလဲခွန်အားပလကလည်းအကောင်းဆုံးဆိုလိုတာလောကမှာကောင်းပြီဆိုတာတွေကိုဒါကဒီကုသိုလ်ကကောင်းပြီဆိုတာတွေကိုဖော်ဆောင်ပေးမှာပဲဖြစ်တယ်ဒါအကောင်းဆုံးလုပ်လို့အကောင်းဆုံးရတာဟာအဲ့ဒါမှလည်းတော့ဝါကြလို့မြတ်စွာဘုရားကဒါကိုဥတည်ပြီးတော့ဟောတာအဲ့တော့သူတော်ကောင်းတရားထွန်းကားဖို့လုပ်ငန်းဟာအကောင်းဆုံးလုပ်ငန်းပဲဖြစ်တယ်ဒီတဲ့ကောင်းတဲ့လုပ်ငန်းရှာဖို့မလွယ်ဘူးဘာကြောင့်လို့ဆိုရင်ဒီသူတော်ကောင်းတရားတွေထွန်းကားမှလူတွေရဲ့ယဉ်ထဲမှာစိတ်နှလုံးအေးချမ်းမှုရမှာစိတ်နှလုံးအေးချမ်းပြီးတော့ထာဝရအငြိမ့်သက်ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုရမှာဒါကြောင့်ထိတဲ့ကောင်းတဲ့ချမ်းသာထိတဲ့ကောင်းတဲ့အလုပ်ဆိုတာရှာလို့မရဘူးဒါကြောင့်မို့အဲ့ဒီလိုဒီဗိမာန်ကိုဆောက်လို့လှူဒန်းတဲ့ကုသိုလ်ရှင်တွေအနေနဲ့ဟာဒီကိုရလိုက်တဲ့ကုသိုလ်ကလည်းအမတမကောင်းတဲ့ကုသိုလ်မိမိကိုအကြောင်းပြုပြီးတော့သူတော်ကောင်းတရားတွေထွန်းကားတိုးတက်လာမဲ့ဆိုရင်အကောင်းဆုံးကုသိုလ်ဒါကြောင့်မြတ်စွာဘုရားကဒီတရားတော်လေးမှာဘုရားကိုယ်တိုင်ဒီတရင်စကားမိန့်ကြားပေးခဲ့တာအခတ္တထာတာမိထဝီအခဓမ္မသမာဟိတောအကောင်းဆုံးသောအကျင့်တရားပေါ်မှာယက်တည်ပြီးတော့အကောင်းဆုံးအလှူကိုလှူတဲ့သူတော်ကောင်းဟာတဲ့နော်အကောင်းဆုံးသောတရားပေါ်မှာယက်တည်တယ်ဆိုသူရွေချက်ကလည်းအကောင်းဆုံးပဲနော်အကောင်းဆုံးစေရနာနဲ့အကောင်းဆုံးတရားပေါ်မှာယက်တည်ပြီးတော့အကောင်းဆုံးကိုလှူတဲ့ပုဂ္ဂိုလ်ဟာထေဝပုတောမနုဿောဝါနတ်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်တဲ့အခပတ္တောပမောဒတိအကောင်းဆုံးကိုရရှိပြီးတော့ဝမ်းမြောက်ရမှာဖြစ်တယ်လို့အနုမောဒနာအနေနဲ့ကုသိုလ်ရှင်တွေမှတ်သားကြဖို့ဝမ်းမြောက်เสียကောင်းတဲ့အလုပ်ကြီးနော်ထို့တွေလှုပ်လို့အောင်မြင်သွားပြီကျန်တဲ့အရာတွေကဒီလောက်ကောင်းတာမဟုတ်ဘူးဒါအကောင်းဆုံးလုပ်ကိုတို့ဘဝတက်တက်တန်မှာလှုပ်ပြီးပြီလို့စိတ်ထဲမှာဝမ်းသာအားရထာဝရအနာရဝိန်တထေးကြီးလို့အနာရဝိန်တထေးကြီးကသောတပန်ဖြစ်တာလဲသူဝမ်းသာတယ်လို့မပြောဘူးနော်သူဝမ်းသာတာပြောတာတခေါင်းနဲ့ပဲသူကဣဒံဟိတံစေတဝနာဣတိတံကနိတိဝိတံအာဟုထံဓမ္မရာဇေနပိတိသင်္ဇာနနမမသူပြောတဲ့စကားကဒီစေတော်အကြောင်းကြီးဖျားလဲတရင်သုံးတယ်တန်ဃာတွေလည်းတရင်သုံးတယ်အဲ့ဒီဖျားတရားတန်ဃာသူတော်ကောင်းတရားတွေထွန်းကားအောင်လှုပ်ဆောင်နေတဲ့စေတော်အကြောင်းကြီးကိုဆောက်လုပ်လှူဒန်းရခြင်းသည်ပိတိသင်္ဇာနနမမတဲ့သူ့ဘဝမှာပိတိအဖြစ်အဆုံးပါလို့ပြောတာ
အဲ့ဒါလိုပဲအနာရဝိတထေကြီးလိုပဲဥမောင်မောင်တို့ဒေါ်နန်းဆန်ပုံတို့လေငါတို့ဘဝမှာပိဋိအဖြစ်ရဆုံးကဒီမဟာတတ္တမောတေယဗိမာန်တော်ကြီးပဲဖြစ်ပါတယ်လို့နေရောညရောစိတ်ထဲနှလုံးသွင်းမှာဝမ်းသာပိဋိဖြစ်ပြီးကုသိုလ်တရားတွေတိုးပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိစေချာမလားအလုံးရှိစေချရအောင်လိုက်ပြီးတော့ရှိစေခွက်လေးကိုင်ထားလို့ရှင်အရှင်ဖေယဖေယတပည့်တော်တို့သည်အကောင်းဆုံးရှိရွက်ချက်အကောင်းဆုံးသောတရားတရားအကောင်းဆုံးသောအသိဉာဏ်တို့ဖြင့်သူတော်ကောင်းတရားတိုးတက်ထွန်းကားစေရန်ရှိတန်ကြလျက်ဘုံရွာမြို့တတ္တမသောတကသူဘောရယုံကျောင်းတိုက်အတွင်း၌မဟာတတ္တမောရိယသူတော်ကောင်းတရားတိုးတက်ထွန်းကားရာဓမ္မဗိမာန်တော်ကြီးကိုဆောက်လုပ်လှူဒန်းကြပါကုန်၏မြတ်စွာဘုရားအားပူဇော်ကြပါကုန်၏မြတ်စွာဘုရားဟောကြားတော်မူသည့်မဂ္ဂင်၈ပါးနိဗ္ဗာန်တရားတို့ကိုပူဇော်ကြပါကုန်၏ထိုတရားတို့ကိုလိုက်နာကျင့်သုံး၍အောင်မြင်ပေါရောက်တော်မူကြသောအရိယသံဃာတော်သမုဒိသံဃာတော်တို့အားပူဇော်လှူဒန်းကြပါကုန်၏ဤဗိမာန်တော်ကြီးကိုအသုံးပြု၍မြတ်ဗုဒ္ဓ၏အဆုံးအမတရားတို့သည်တကဘာပတ်လုံးတည်ထွန်းလျက်လောကသားတို့အတွက်အလင်းရောင်ဖြန့်ကျက်ပေးနိုင်ပါစေတည်းသူတော်ကောင်းတရားကိုသိရှိနားလည်ကြ၍နှလုံးသားဤပူလောင်မှုဆင်းရဲဒုက္ခအဆုစုမှလွတ်မြောက်ပြီးလင်နှလုံးသားအေးချမ်းရာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြပါစေတည်းဤဗိမာန်တော်ကြီးရှေ့ဆက်ချအလှတော်မင်္ဂလာအခမ်းအနားသို့ကြွရောက်ချီးမြှောက်တော်မူကြသောသံဃာတော်ရှင်မြတ်တို့အားသင်္ကန်းစားရှိသောတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ဆံခဲဝဲဘောစဉ်ချွတ်ချင်းရတာအဖျားဖျားတို့ကိုစက္ကပ်ပါကုန်၏အပရိသတ်အပေါင်းသူတော်ကောင်းတို့အားအခမ်းကျွေးမွေးကြပါကုန်၏အလူကဒါနဤအဖို့ဘာကကိုကုသိုလ်အမြတ်ဝေငှပါကုန်၏ယနေ့ယခုအာထုတ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုစုသည်အမြတ်ဆုံးသောနိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ဘာကကိုအမိအဖအဖို့အဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်အိမ်ဆောင်နှင့်ကျောင်းဆောင်နှင့်
နတ်အပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း